လူတိုင်းကျမ်းမာပြီးအနာငြိမ်းဖို့ရန်အတွက်အလိုရှိတာဖြစ်တယ်ကျမ်းမာဖို့ရန်အတွက်သူတို့ရဲ့ငွေရေးချေးရေးတွေအချိန်တွေကိုအဖိုးခပေးပြီးတော့မှလှုပ်ဆောင်ကြတာဖြစ်တယ်အထူးသဖြင့်သင်ဟာအောင်မြင်နေတဲ့သူတယောက်ဆိုလို့ရှိရင်သင်ကကျမ်းမာဖို့ရန်အတွက်အထူးလိုအပ်တာဖြစ်တယ်ထွန်းမြောက်ကျမ်းခန်းကြီး15ပိုင်း26မှာဧကတုလူတို့၌ဆွေးတော့ယောဂသဆုံးတစ်ခုမြတ်သင်တို့၌မဆွေးစေဆွေထာဝရဘုရားဂတိတော်ကရှိနေတာဖြစ်တယ်လောကမှာရှိတဲ့လူတွေဘလို့အရာတွေဘလို့အနာယောဂပဲခံစားနေရပါစေဘုရားသားသမီးဖြစ်တဲ့သင်နဲ့ကျွန်ုပ်ကိုတော့ဘုရားကကျမ်းမာစေချင်တာဖြစ်တယ်ယေရှုကိုယ်တိုင်လည်းသင်နဲ့ကျွန်ုပ်ကျမ်းမာဖို့ရန်အတွက်ခန္ဓာကိုယ်မှာဒဏ်ချက်တော့36ချက်ကိုအရိုက်ခံခဲ့ရဖြစ်တယ်ဒါတွေကိုကြည့်ချင်အဖြစ်ထာဝရဘုရားကိုယ်တိုင်ယေရှုကိုယ်တိုင်သင်နဲ့ကျွန်ုပ်ကိုကျမ်းမာစေချင်တယ်ဆိုတဲ့အရာတွေ့ရတာဖြစ်တယ်ဒီနေ့မှာတော့ဘုရားလူတွေအားဖြင့်ဘုရားလူတွေရဲ့ညွန်ကြားချက်အတိုင်းလှုပ်ဆောင်ခြင်းအားဖြင့်ကျမ်းမာခြင်းအနာငြိမ်းခြင်းခံစားရတဲ့အကြောင်းကိုပြောပြချင်တယ်ဓမ္မရဆိုစတုထဆောင်ခန်းကြီး9ထဲမှာရှုရရှင်ဘုရင်ကြီးအားကိုးရတဲ့သူရှင်မြင်းကမျက်နှာတာပေးပြီးတော့မှဘုံကြီးတဲ့မင်္ဂလာခံစားရတဲ့သူထာဝရဘုရားကိုယ်တိုင်ကသူ့ကိုအောင်မြင်ခြင်းတွေပေးတဲ့သူတရားအကြောင်းပြောပြချင်တယ်သူ့နာမည်ကတော့ဘူချုပ်ကြီးနေမှပဲဖြစ်တယ်သူဟာဘလောက်ပဲအောင်မြင်ခြင်းတွေခံစားရပါစေဘုရင်ကဘလောက်ပဲမျက်နှာတာပေးပါစေသူ့ရဲ့ခန္ဓာမှာသူခံစားနေရတဲ့ရတော့နူနာယောဂဖြစ်တယ်နူနာယောဂပျောက်ဖို့ရန်အတွက်သူစံတာရှိတယ်သူနူနာယောဂပျောက်ဖို့ရန်အတွက်အထရေလာတိုင်းပြည်ကနေဖန်ဆီးခေါ်ဆောင်လာတဲ့အမျိုးသမီးငယ်အဖြစ်သူရဲ့ကျွန်အဖြစ်သူကအထရေလာတိုင်းပြည်မှာ prophet အဲလိရှေသူတည်ခွင့်ရတာဖြစ်တယ်အဲ့တော့သူအနာယောဂပျောက်ဖို့ရန်အတွက် prophet အဲလိရှေစီမှာသွားတဲ့အခါမှာအဲလိရှေရဲ့ညွန်ကြားချက်ကဘာလဲဆိုလို့ရှိရင်ယော်ဒန်မြစ်မှာရေ9ချိန်ချိုးခိုင်းတာဖြစ်တယ်အဲ့တော့သူအဲ့ဒီအရာမနာခံချင်ဘူးဒါပေမဲ့နောက်ဆုံးမှာ prophet ရဲ့ညွန်ကြားချက်ကိုလက်ခံပြီးတော့မှယော်ဒန်မြစ်မှာဓမ္မတက်ပြည်မှာမြစ်တွေများစွာရှိတယ်ဘူချုပ်ကြီးနေမှန်ကပြောတယ်ကျွန်တော်ဓမ္မတက်ပြည်မှာအေဘာမြစ်ဖာမြစ်ကယော်ဒန်မြစ်ထက်ပိုကောင်းတယ်ဘာလို့ယော်ဒန်မြစ်လိုညစ်ပတ်တဲ့နေရာမှာရေသွားချိုးရမလဲဆိုပြီးသူကအစားတော့ against လုပ်တယ်ဒါပေမဲ့သူနာခံခြင်းနဲ့သွားတဲ့အခါမှာသူ့ရဲ့အသားအရေကသူငယ်အသားရေကြီးတို့ပြန်ပြီးပြောင်းသွားတာဖြစ်တယ်နူနာယောဂလည်းပျောက်ကင်းသွားတာဖြစ်တယ်မိတ်ဆွေဒီကာလမှာဘုရားလူတွေက prophet အဲလိရှေကြီးတို့တင့်ကိုအနာယောဂငြိမ်းဖို့ရန်အတွက်ဆုတောင်းပေးတဲ့အခါမှာလက်မြောက်ပါလို့ပြောတဲ့အခါမှာသင်ရဲ့အနာယောဂရှိနေရမှာလက်ကိုတင်ပါယုံကြည်ခြင်းနဲ့ဝန်ခံပါလို့ပြောတဲ့အခါသင်လက်သွေးလှုပ်ဆောင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်လက်သွေးလှုပ်ဆောင်တဲ့ဘုရားလူတွေရဲ့ညွန်ကြားချက်တွေကိုလက်သွေးလှုပ်ဆောင်တဲ့သူကပဲအနာယောဂငြိမ်းခြင်းတကူကိုခံစားရတာဖြစ်တယ်သင်ဈေးရုံသွားတဲ့အခါမှာဆရာဝန်တွေကလည်းသင်ကိုယောဂနဲ့မတည့်တဲ့အရာတွေရှောင်ဖို့ကျန်းမာရေးဂရုစိုက်ဖို့ညွန်ကြားတယ်သင်အဲ့ဒီအရာတော်မှာလုံနိုင်ရင်ဘုရားလူတွေပြောတဲ့ညွန်ကြားတဲ့အရာတွေကိုလက်သွေးလှုပ်ဆောင်ကြည့်ပါသင်ရဲ့အသက်တာထဲမှာဘူချုပ်ကြီးနေမှန်ကဲ့သို့ကျမ်းမာခြင်းတကူတော့ခံစားရမှာဖြစ်တယ်။လျှောက်ဆန်းဖျက်ရှင်ကောင်းကြည့်ပေးပါစေ။